တရက်ကကျမဟာအိမ်ရှိအခန်းထဲမှာရှိတဲ့ခုံရှိမှာလှည့်လျောက်နေပါတယ်။ခုံရှိဟာပတင်းပေါက်အရှိကြီးတွေရဲ့ဘေးမှာကက်လျက်ချထားတာပါ။ကျမလှဲနေရင်ဂျိုင်းနဲ့အတန်နဲ့အတူမှန်တွေတုန်ခါသွားတာခံစားလိုက်ရပါတယ်။ဂျိုင်းဆိုတဲ့အတန်နဲ့တစ်ခါတုန်သွားတယ်၊နှစ်ခါတုန်သွားတယ်ဆိုတော့ကျမမြင်လျင်လည်းမဟုတ်ဘဲကအတန်လေးလှမ်းမိရပါတယ်။အလုံးလုံးနေတဲ့သူကနောက်ဖေးမိဖို့ကြောင့်ကတကားလေတိုက်လို့အရှိန်နဲ့ပိတ်သွားတာပါလို့ပြောပါတယ်။နောက်ဖေးမိဖို့ကြောင့်နဲ့ဧကန်ဆိုတာကြားထဲမှာထမင်းစားကန်တစ်ခန်းလုံးချားနေသေးတယ်။ဒါတောင်မှတကားပိတ်တဲ့အတန်ကအရှိန်ဘလောက်ပြင်းတယ်လဲဆိုရင်ဧကန်ကပတင်းပေါက်မှန်ပေါင်ထိပါတုံသွားတာပါပဲ။ကက်လျက်ခုံပေါ်ကလူတွေလည်းတုံခါသွားရပါတယ်။ဒီနေရာမှာကျမကတုံခါမှု vibration ဆိုတဲ့သဘောကိုသတိရလိုက်မိပါတယ်။ဒါကကျမတို့မြင်ရတဲ့ခံစားလို့ရတဲ့အရာဝတ္ထုပစ္စည်းတွေထိရိုက်မိတာကနေဖြစ်ပေါ်လာတဲ့တုံခါမှု vibration တွေဖြစ်ပါတယ်။လျှက်စစ်တန်လိုက်လှိုင်း electromagnetic waves တွေရှိနေတဲ့ဒီစကြဝဠာ universe ကြီးထဲမှာသက်ရှိသတ်မဲ့အရာအလုံးဟာတုံခါမှုလှိုင်းတွေရှိနေကြပါတယ်။ဒီလှိုင်းတွေကိုထုတ်လွှင့်နေကြပါတယ်။ဒီလှိုင်းတွေကပဲအချင်းချင်းချိတ်ဆက်သွားတတ်ကြပါတယ်။ဒါတွေကိုကျမတို့ကတနည်းအားဖြင့် energy တွေလို့လည်းခေါ်ကြပါတယ်။ကျမမကြာခဏရေးခဲ့သလို talk တွေမှာလည်းပြောခဲ့ဘူးတဲ့ consciousness map ဆိုတာကိုကြည့်တဲ့အခါလူတွေရဲ့စိတ်ခံစားမှုတွေကဒီလိုတုံခါမှုချိန်နှုန်း vibration နဲ့ frequency တွေနဲ့တိုင်းတာနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။လူတွေရဲ့တုံခါမှုနှုန်းတွေ energy တွေဟာလည်းအချင်းချင်းကူးစက်မှုရိုက်ခတ်မှုရှိပါတယ်။ကျမယောက်ျားကားမောင်းနေပြီးလိုက်စီးရရင်ကျမကပထမတစ်ခါနှစ်ခါစိတ်ထဲထောင်းကနေဖြစ်တယ်။နောက်တစ်ခါကျတော့အနှောက်အယှက်ဖြစ်တယ်။နောက်တစ်ခါကိုယ်ပါတစ်ခုခုပြောမိပြီးအတန်ထွက်လာတယ်။နောက်တစ်ဆင့်တက်ပြီးဒေါသဖြစ်နောက်ဆုံးအဆင့်မှာအော်ဟစ်ပစ်လိုက်ပြီးသူ့ကိုကင်ဆောင်ခြင်းစိတ်တောင်ပေါက်လာတာမျိုးပါ။သူ့ရဲ့ကားမောင်းနေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့ဒေါသတွေတီးမခံနိုင်တာတွေသူပဲအမြဲမှန်နေဆိုတဲ့အတ္တကြီးရာတွေမာနတွေအဲ့ဒီခံစားချက်တွေရဲ့တုံခါမှုချိန်နှုန်းတွေဟာဘေးနားမှာထိုင်နေတဲ့ကျမကိုအချိန်ချင်းအခါရိုက်ခတ်လာနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။သူ့ဒေါသကကိုယ့်ဒေါသဖြစ်လာတယ်။သူ့အပူကကိုယ့်အပူဖြစ်လာတယ်။ကိုကိုဓာတ်ရိုက်လာထုနေတာမဟုတ်ပေမဲ့ကိုကသူနဲ့အတူတုံခါနေပါတော့တယ်။ငိုနေတဲ့သူတယောက်အနားမှာနေရတာနဲ့ပျော်ရွှင်ရမောနေတဲ့သူတယောက်အနားမှာနေရတာခံစားချက်ချင်းမတူညီပါဘူး။ဒေါသဖြစ်နေတဲ့သူတယောက်အနားမှာနေရနဲ့တရားထိုင်နေတဲ့သူတယောက်နားမှာနေရတဲ့ခံစားချက်မတူတာဟာကိုရောက်ရှိနေတဲ့အဝိုင်းအဝန်းမှာပြန့်ကျက်လွှမ်းမိုးထားတဲ့ energy တွေမတူတဲ့အတွက်ဖြစ်ပါတယ်။ energy ဆိုတာအဲ့ဒီသဘောပါပဲ။အနားနီးရင်ကူးဆက်လာတတ်ပါတယ်။ဒါကြောင့်ကိုယ် energy ကရောဘယ်လိုရှိသလဲ။ဘယ်လိုပုံစံနဲ့သူများကိုကူးဆက်သလဲ။ကိုယ့်ရဲ့အပူလှိုင်းတွေကိုသူများကိုမပေးမိဖို့လေလိုအပ်တယ်။သူများရဲ့အပူတွေကနေကိုယ့်စီကိုမီးဟပ်မလာအောင်လဲကာကွယ်တတ်ရပါမယ်။တနေ့ကပဲလှဲကူဖားအောက်ဒေါ်ရာမှာတရားနာရတော့ဖုံဖုံကသူတော်ကောင်းတက်တွေရဲ့အေးမြပုံကိုပြောပြပါတယ်။လူတယောက်ရဲ့ influential power လွှမ်းမိုးနိုင်မှုဟာယာရူးတွေစီးစိမ်တွေနဲ့မဆိုင်ဘူးတဲ့။သူတော်ကောင်းတက်ရှိနေတဲ့သူဆိုသူ့အနာနေရတာတိတ် comfortable ဖြစ်တယ်။တသက်တသားလုံလုံခြုံခြုံရှိတယ်တဲ့။ဒါအမှန်ပါပဲ။အဲ့ဒီမှာကျမတို့အရောက်ရာချီနေတဲ့လူအုပ်ကြီးဟာ2မိနစ်ငြိမ်ပြီးမေတ္တာပို့မေတ္တာကမ္မထံလုပ်တာလုံးဝငြိမ်သက်ပြီးအေးချမ်းနေပါတယ်။အဲ့ဒီအချိန်မှာငှက်ကလေးတွေအော်တန်ကိုလည်းကျမသတိထားမိနေပါတယ်။တိတ်ရွက်တိုးတန်လေးတွေကိုလည်းသတိထားမိလိုက်ပါတယ်။တကယ်စိတ်ငြိမ်အေးချမ်းတဲ့နေရာမှာအေးချမ်းနေဆိုတဲ့ဝေါ်ဟာရကိုတော့သုံးရမလို့ပဲအတွင်းထဲကပါအေးလာပါတယ်တဲ့။သူတော်ကောင်းတွေများရင်သူတော်ကောင်းတက်လွှမ်းခြုံနေတဲ့သဘောပါပဲ။တိုက်ဆိုင်ဆိုင်ပဲ Facebook post လေးတစ်ခုတရက်ကပဲဖတ်လိုက်ရတယ်။ကိုယ်ပတ်ဝန်းကျင်ကလူတွေရဲ့ suffering ခံစားရတဲ့နာကျင်မှုတွေဒုက္ခတွေကိုဖြေလျော့ပေးတာကိုယ်တိုင်လည်းပြေလျော့သက်သာရစေတယ်တဲ့။ကျမတို့မေတ္တာပို့ရဲဆိုတာဒီ vibrational frequency ကိုပို့လွှတ်လိုက်တာပဲဖြစ်ပါတယ်။ကိုယ်လည်းတစ်ဖက်သားအပေါ်မှာအေးမြတဲ့သူတော်ကောင်းဓာတ်တွေနဲ့လွှမ်းခြုံနိုင်ဖို့ကြိုးစားမယ်ဆိုရင်ကိုယ်တိုင်အေးဓာတ်ကိုခံစားရမှာဖြစ်ပါတယ်။